NLD အလေးမှာဥက္ကဋ္ဌဥပဒေဒီမှာကြောက်ပြီးပါနော်နံပါတ်နဲ့မွန်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်လွတ်မြောက်နယ်မြေ MNDF အလေးမှာဦးနိုင်ဥဒ္ဒါဒီမှာကြောက်ပြီးပါနံပါတ်2WZC World Zombie Congress မှာ Vice President နဲ့ ZNCLA နော်ဝေတာဝန်ခံဦးပွန်ဇတ်ချင်းကျေးဇူးတော်ပေးပါနံပါတ်4ကရင်လူငယ်အစည်းအရုံး KYO မဲလာစခန်းမှာဥက္ကဋ္ဌကိုစောအချီကိုကျေးဇူးပါနံပါတ်5ပြည်တော်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB ဆွဲဖက်အထွေထွေအတွင်းရေးမှူးနဲ့ဦးမြင့်သိန်းဒီပါနံပါတ်6ပြည်တော်စုမြန်မာနိုင်ငံညွန်ပေါင်းအစိုးရ NCGUB အလုပ်သမားရေးရာဝန်ကြီးဦးခွန်မြတ်ထွန်းဟုတ်ပြီပါနံပါတ်6အနေနဲ့နယ်လာဇူမီကောင်းဆောင်ပူပေါင်းချက်လက်ပေါင်းရောဇုံမီနဲ့Congress Party နဲ့နဲ့ကျေထဲမှာခန္ဓာချင်းပတ်ချင်းစစ်စစ်တိသဘာဝတိများနေရာယူချင်းပြီးဆုံးသွားတဲ့အခါမှာအစစ်စစ်နဲ့ဖြစ်တဲ့အခါနာဖွင့်လက်ကြောင်းဆိုရခြင်းကိုအဆက်တဲ့အခါနာဖွင့်လက်ကြောင်းကြောင်းညာအပါဒီစစ်အာဏာရှင်စနစ်တိုက်ဖြစ်ရေးနဲ့ Federal Democracy ပြည်ထောင်စုရရှိရေးတိုက်ပွဲတစ်လျှောက်တွင်ကြောက်ဆုံးလေပြီးတော့တော်လာရေးသမားများအားအလေးပြုခြင်းဖြစ်ပါတယ်အားလုံးမတည့်ရပြီးတော့ကျွန်တော်တို့9မိနစ်ခန့်အလေးပြုရမှာဖြစ်ပါတယ်ကျွန်တော်ဥက္ကဋ္ဌဥပဒေကြောင့်ကိုခေါ်ဖိတ်ပါတယ်Zombie National Congress ရဲ့ဆန္ဒပြည့်ပါတီဝင်တွေအခမ်းအနားမှာကဘာတိဖြစ်ဆောင်ရွက်ခွင့်ရတဲ့အတွက်အမှန်တမ်းကျေးဇူးလက်တင်တယ်ဆရာဥက္ကဋ္ဌဦးကျင်ရှင်းချတယ်ဒီနေ့ချိန်ထိရဲတောက်တိုက်ပွဲဝင်နေစေဖြစ်တယ်အသက်နဲ့မမျှဟာလာထောင်ထဲမှာကျင်းထောင်ကြခံနေရတယ်ခဏချင်းထိအလာမလဲစရာခဏဟာလာတိုင်းသားရဲ့ကျွန်တော်တို့ဓာတ်လူရင်းနဲ့ကိုယ်ပိုင်ပြထားမယ်ဒါကျွန်တော်တို့ပြည်တော်စုFederalပြည်တော်စုမှာတခုဒီဆောင်းနိုင်မှသာလေတိုင်းသားတွေရဲ့ဟာလာမျိုးသားဓာတ်လူရင်းနဲ့ကိုယ်ပိုင်ပြထားမှရမှာဖြစ်ဒီဟာအတွက်မဆုံးမနစ်လွဲနဲ့ကလေးချင်းတီပူကြည့်ရှင်းချတိုက်ပွဲဝင်နေစေဖြစ်တယ်မဲလာဒုက္ခတဲ့ဆမ်းမှာကျင်းပတဲ့ဆိုမီမျိုးသားကပ်ပါတီရဲ့တီထောင်ပြင်း22နှစ်ပြည့်ခမ်းနားမှာစကားပြောကြခွင့်ရတဲ့ကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့အချိန်တုန်းကကျွန်တော်တို့ဘုံသားတွေခွဲတဲ့ဥက္ကဋ္ဌများဖြစ်တဲ့နိုင်ထွန်းသိန်းနိုင်ကိုသိန်းလို့နဲ့ဒီလိုရှိတဲ့အချိန်မှာ
ဆိုပြီးမျိုးသားကောင်းဆောင်ကြီးဖြစ်ချင်းတန်နဲ့ရင်းနှီးကိုတကယ်ရပါတယ်ဥပဒေရရောစိတ်နဲ့သိထားရရောအမတန်ရည်ချင်းပြေဝတဲ့ကောင်းဆောင်ကြီးဖြစ်ပါတယ်